ဒီဗီဒီယိုလေးကိုပေါ့နော်ဇူလိုင်လမကုန်ခင်မှာမြင်ခဲ့ရဆိုရင်ပေါ့နော်ဒီဗီဒီယိုလေးကခမရလေးတို့တက်ပါပဲရှင်တကယ်လို့ပေါ့နော်ကိုကဒီဗီဒီယိုလေးကိုဇူလိုင်လမှာလည်းမြင်တယ်ဒီဗီဒီယိုလေးကိုမြင်လိုက်တဲ့အချိန်မှာလူတစ်ယောက်ကိုစဉ်းစားမိလိုက်တယ်ဆိုရင်ပေါ့နော်အဲ့သူနဲ့ကိုယ့်ရဲ့ပေါ့နော်ဇူလိုင်လထဲမှာဘလို့ဆက်ဆံရေးဖြစ်လာမယ်ဆိုတာကိုရေးသားကြည့်ပေးမှာပဲဖြစ်ပါတယ်ရှင်ဒါကတော့ပိုင်1ဒါကတော့ပိုင်2လေးပါရှင်ပိုင်လေးတွေကိုတခြားရွေးပြီးတော့ပေါ့နော်အချိန်မလာဘူးထင်ဗီဒီယိုလေးကို pass လုပ်ပြီးတော့ယူလို့ရပါတယ်ရှင်။ဒါပေါ့နော်ဟိတာပထမဆုံးဒီပိုင်1ပေါ့နော်ဒီရွှေရောင်လက်စွပ်လေးရင်းကိုရေးထားရတဲ့သူလေးတွေကဟိတာကပေါ့နော်ဒီဇူလိုင်လထဲမှာကိုနဲ့တစ်ဖက်လုံးနဲ့ဘယ်လိုမျိုးဆက်ဆံရေးဖြစ်မလဲဆိုတာဟိတာကြည့်ပေးမယ်ပေါ့နော်။ဒီမှာကလေဟိတာကြည့်ရတဲ့လောက်ကကိုနဲ့ကိုရဲ့တစ်ဖက်သူကလက်ရှိမှာကွဲကွာနေဆိုပုံစံမျိုးကိုတွေ့ရတယ်ကွာဘယ်လိုမျိုးလဲဆိုတော့ maybe သူကကိုနဲ့ပေါ့နော်ဒီတခြားရေသားနေကြကိုပဲထွက်သွားပြီထွက်မသွားဘူးဆိုရင်တော့မှသူနဲ့ကိုနဲ့ကနည်းနည်းအလန်းဝင်းနေဆိုတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့လိုမျိုးဒီဆက်သွယ်တာပေါ့နော်ဆက်ဆံရေးဆက်သွယ်ရေးဆက်ဆံရေးနည်းနည်းကျဲတောင်းနေဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်ပြီးတော့အဲ့လိုဖြစ်နေတဲ့ဆက်ဆံရေးမှာပေါ့နော်ဒီမှာကပြီးတော့တခုရှိတာကဟိတာကပေါ့နော်ဒီပိုင်းကိုရွှေ့တဲ့သူလေးတွေရဲ့လေဆက်ဆံရေးမှာတစ်ဖက်လူနဲ့ဆက်ဆံရေးမှာလမ်းပြောင်းနေဆိုတဲ့ပုံစံမျိုးပေါ့နော်ဆက်ဆံရေးကအရင်အချောမွေ့မနေပဲနဲ့ဆက်ဆံရေးတွေပြတ်တောက်ပြီးတော့လမ်းပြောင်းနေဆိုတဲ့ပုံစံမျိုးကိုပို့ပြီးတော့တွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့သူလေးတွေတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဘာလို့လဲဆိုတော့သူကမကြခင်မှာပေါ့နော်ဒီကိုနဲ့သူနဲ့ပြန်ပြီးတော့အဆင်ပြေပေါ့နော်ဒီထွက်သွားတဲ့သူကကိုစီကိုပေါ့နော်ပြန်ပြီးတော့ဆက်သွယ်လာဖို့နီးလေးတစ်ခုတွေ့လိမ့်မယ်ပြီးတော့တစ်ခုရှိတာပေါ့နော်အဲ့ဒါကသူကကိုဆက်သွယ်လာမယ်ဆိုတော့ကိုကပေါ့နော်နည်းနည်းလေးလမ်းစာလေးခင်းပေးလို့ဆက်သွယ်လာရဲဆိုပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်ကိုကဒါလမ်းစာလေးနည်းနည်းခင်းပေးပေါ့နော်အဲ့လိုမျိုးခင်းပေးလိုက်တာနဲ့သူကကိုစီကိုပြန်လာမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးသူနဲ့ကိုနဲ့ဘာလို့မှမသိဘူးဖြစ်နေတယ်လမ်းပြောင်းနေရဆိုရင်လည်းကိုစီမှာအဲ့လမ်းစာလေးကိုပြန်တွေ့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပြီးတော့ဒီမှာ home foundation လို့ပြောရတော့ပါသူကကိုစီကိုပြန်ပြီးတော့လာမယ်ဆိုရဲပုံစံမျိုးကိုပဲတွေ့တယ်ဒီသားတို့အနေနဲ့ပေါ့နော်ဘလို့နေရာကိုပဲရောက်ကိုအိမ်ကိုပြန်ပြီးတော့ကိုကဒီအနှွေးထွေးဆုံးပေါ့နော်ရဝင်းလေးဖြစ်တဲ့ကိုအိမ်ကိုပြန်လာလို့ပဲသူကဘလောက်ဖဲကိုနဲ့ပေါ့နော်ကိုရှိရဲ့နေရာကနေခွဲခွာသွားပါစေပေါ့နော်ကိုရဲ့နှွေးထွေးမှုတွေကိုတိတ်ပြီးတော့ပြန်လာမယ်ဆိုရဲပုံစံမျိုးကိုတွေ့ရတယ်ဒါပေမဲ့တစ်ခုရှိတာပေါ့နော်အဲ့လိုမျိုးပြန်လာဖို့ကပေါ့နော်ကိုဘက်ကနေနည်းနည်းလေးတော့စားရလိမ့်မယ်အရင်အများကြီးတော့မဟုတ်ကိုဘက်ကနေလမ်းကြောင်းပေးလိုက်တာနဲ့သူရှိရဲ့နေရာကနေကိုစီကိုပြန်ပြီးတော့လာမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကိုရဲ့ဒီဘယ်လိုပြောမလဲကိုရဲ့နှွေးထွေးတဲ့ရှင်ကွင်ပေါ့နော်သူ့ကိုအရင်အကောင်းဆုံးနေလုပ်ပေးတဲ့ပုံစံမျိုးကိုသူပြန်လာမယ်ဆိုတဲ့ပုံစံမျိုးကိုလည်းဟိတာတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီဆက်ဆံရေးကအရင်အထက်ပို့ပြီးတော့ဒီအခြေခိုင်လာမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တချို့လေးတွေက situationship ပုံစံမျိုးလေးပေါ့နော်နှစ်ယောက်သားကဘာမှမသိတဲ့ဒီအခြေအနေဒီရမရှိတဲ့အခြေအနေကနေဒီပေါ့နော် foundation ခိုင်မာနဲ့အဲ့လိုမျိုးဆက်ဆံရေးတစ်ခုတည်းကိုဝင်ရောက်သွားမယ်ဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရတယ်ပြီးတော့ကိုနဲ့ဒီတစ်ဖက်လူနဲ့ပေါ့နော်ဘာမှမသိဘာလို့မှမသိဖြစ်နေရဆိုရင်လေကိုကအဲ့ဒီလမ်းကိုတွေ့သွားလိမ့်မယ်ဆိုပြီးတော့ဟိတာတွေ့ရတယ်ပေါ့နော်ဒါကတော့ဒီပိုင်1လေးတွေကိုရွေးထားတဲ့သူလေးတွေအတွက်ပေါ့နော်ဒီဇူလိုင်လထဲမှာကိုနဲ့တစ်ဖက်လူရဲ့ဒီဆက်ဆံရေးကိုဟိတာကြည့်ပေးရဖြစ်တယ်ပေါ့နော်ကဲနောက်အလဲကျရဲ့လူတွေကတော့ဒီပိုင်2ပေါ့နော်ဒီ ring လေးကိုရွေးတဲ့သူလေးတွေအတွက်ဟိတာကြည့်ပေးပါမယ်ရှင်ကြည့်ရတော့ကကွာကိုနဲ့တစ်ဖက်လူရဲ့ခြားထဲမှာဘယ်လိုမျိုးဖြစ်နေလဲဆိုတော့healthy ဖြစ်နေတဲ့ပုံစံမျိုးကိုမတွေ့ရဘူး healthy ဖြစ်နေတဲ့ပုံစံမျိုးကိုမတွေ့ရဘူးဒီတရားရင်းနဲ့ပေါ့နော်တရားရင်းနဲ့ပြည့်နေတယ်ဒါပေမဲ့ပေါ့နော်အဲ့လိုပဲဖြစ်ဘယ်လောက်ပဲတရားရင်းပြည့်နေပါစေကိုကအဲ့လိုမျိုးစူးစမ်းပြီးတော့ရှေ့ဆက်နေဆိုတဲ့ပုံစံမျိုးပေါ့နော်စူးစမ်းပြီးတော့ရှေ့ဆက်နေတယ်ကိုယ့်ရဲ့ဒီကောင်းတဲ့ဒီဘယ်လိုပြောမလဲကိုယ့်ရဲ့ဒီဒဏ်ရာရထားတဲ့ပုံစံဒီဆက်ဆံရေးကိုကွာကိုယ့်အနေနဲ့နည်းနည်းရှောင်ဖယ်နေရဆိုတဲ့ပုံစံမျိုးပြောမယ်ဆိုတော့သူကကိုယ့်အတွက်မကောင်းဘူးသူများတွေလည်းတည်တယ်ကိုရိုင်းလည်းတည်တယ်ဒါပေမဲ့အဲ့ဒီအရာကိုကရှောင်ဖယ်နေရဆိုတဲ့ပုံစံမျိုးကိုဒါတွေ့ရတယ်ပေါ့နော်ပြီးတော့ပေါ့နော်ဒီမှာက advice ပြောရ friend ဆိုတဲ့အတိုင်းသူနဲ့ကိုနဲ့ပတ်သက်တဲ့ပေါ့နော်အကြောင်းအမို့လဲသူနဲ့ပတ်သက်ပြီးကိုဖာလို့တင်လဲဆိုတာကိုတငယ်ချင်းတယောက်ကပြောပြပေးမယ်ဆိုတာကိုတွေ့ရတဲ့ပြင်တစ်ခုရှိတာပေါ့နော်ဟိတာကြည့်ရတော့ကဒီပိုင်းလေးတွေထဲမှာလူအနည်းဆုံးอ่ะပေါ့နော်ဒီတငယ်ချင်းတယောက်ကြောင့်မို့လို့ကသူစီကသတင်းစကားကိုတည်လာမယ်ဆိုတဲ့ပုံစံမျိုးကိုကြားရတယ်ပေါ့နော်နှစ်ယောက်သားတည်တဲ့တငယ်ချင်းပဲဖြစ်ဒါမှမဟုတ်ကိုတငယ်ချင်းတွေကဖြစ်ပေါ့နော်သူနဲ့ပတ်သက်ပြီးတော့သတင်းစကားတစ်ခုအကြံဉာဏ်တစ်ခုတည်လာမယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းဟိတာတွေ့ရတယ်ပေါ့နော်ပြီးတော့ပေါ့နော်သူနဲ့ပတ်သက်ပြီးကိုကလေဘယ်လိုပြောမလဲအဲ့လိုမျိုးအငြင်းခုန်လေးဖြစ်ရတဲ့ပေါ့နော်
အငင်းခုန်တွေဖြစ်ရတဲ့ဟိတာကြီးကတော့ဒီလာထဲမှာသူနဲ့ပတ်သက်ပြီးတော့သတင်းတစ်ခုอ่ะပေါ့နော် maybe သူကိုပြောမပြတဲ့သတင်းစကားပဲဖြစ်ဖြစ်ကိုဖုံးကွယ်ထားတဲ့အရာပဲဖြစ်ဖြစ်တကယ်ချင်းတယောက်ကပြောပြီးအဲ့အရာကြီးကြောင့်မလို့ကိုတွေကအငင်းခုန်တွေဖြစ်ရတဲ့ပေါ့နော်ပြောချင်တာကဒီပိုင်လေးတွေကိုကြားတဲ့လူလေးတွေကိုပြောချင်တာပေါ့နော်ဒီပိုင်တိုးလေးကိုကြားတဲ့လူကိုပြောချင်တာဒီဆက်ဆံရေးမှာပေါ့နော်ကိုယ့်ရဲ့ဒီဖုံးကွယ်ထားတဲ့ဒဏ်ရာတွေကိုသူနဲ့ကိုယ်နဲ့အဆင်ပြေခြင်းစောနဲ့ဒီကိုယ့်ရဲ့ဒီနာကျင်မှုတွေကိုဖုံးကွယ်ထားမယ်ဆိုတော့ကိုယ့် self reflection ပြန်လုပ်တယ်ပြီပေါ့နော်ဒီဆက်ဆံရေးမှာကိုယ်တကယ်ပဲနေလို့အဆင်ပြေပါမလားဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးငါပြန်ပြီးတော့စဉ်းစားစေချင်တယ်တိလားအဲ့လိုမျိုးစဉ်းစားရမှာပြီးတော့တခုရှိရဒီဆက်ဆံရေးကွာဇူလိုင်လထဲမှာအရင်အဆင်ပြေမယ်ဆိုတဲ့ပုံစံမျိုးကိုလည်းမတွေ့ရဘူးလို့ဆိုတော့ပို့ပြီးတော့ပေါ့နော်ကိုကဘယ်လောက်ပဲသူ့ကြောင့်မလို့ဖြစ်လာတဲ့ဒဏ်ရာတွေကိုဘယ်လောက်ပဲမျက်ကွယ်ပြုတ်ထားအဲ့ဒဏ်ရာကတော့ရှိနေတာပဲကိုဘယ်လောက်ပဲဒီအမှန်တရားကိုမျက်ကွယ်ပြုတ်ပါစေနှစ်ယောက်သားကြားထဲမှာရှိတဲ့ဆက်ဆံရေးအကွဲကြောင်းကြီးကတော့သိရမလားအရင်ကွာကိုဘယ်လောက်ပဲမကြည့်ချင်ပါဘူးပြောအဲ့ဒီအရာရရှိနေရပဲလေနော်ပြီးတော့ဒီပေါ့နော်သူနဲ့ပတ်သက်ပြီးတော့သတင်းစကားကိုလည်းတငယ်ချင်းတယောက်ကတဲဆောင်လာမဲ့ပြအဲ့တဲဆောင်လာတဲ့သတင်းစကားကြောင့်ကိုရီကအဲ့လိုပေါ့နော်အဲ့လိုငင်းခုန်ရတာတွေဘာတွေဖြစ်ရတဲ့အတွက်ဒါပြောချင်တာဒီဇူလိုင်လထဲမှာတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ဒီပေါ့နော်ဘယ်လိုပြောမလဲကိုပြန်ပြီးတော့reflection လုပ်ပါကိုတကယ်ဒီဆက်ဆံရေးမှာကိုလိုချင်တာရနိုင်ခဲ့လားဆိုပြီး reflection လုပ်ပါတကယ်လို့ကိုကသူနဲ့ပတ်သက်ပြီးတော့ဘာလို့မှမသိရင်တငယ်ချင်းတယောက်ကိုအကူအညီတောင်းပြီးတော့ပေါ့နော်အဲ့လိုမျိုးပြောပြအကူအညီတောင်းပြီးသူတို့စီကနေအကြံဉာဏ်ယူနိုင်ပါတယ်ပေါ့နော်အဲ့တော့ပိုင်တူလေးကိုပြောချင်တာကဘလောက်ပဲကိုကဒဏ်ရာတွေကိုမကြည့်ပါစေကိုစီမှာရှိနေတဲ့အရာတွေကိုဘလောက်ပဲမျက်ကွယ်ပြုတ်ကိုမှရှိနေတဲ့အရာတော့ရှိနေရပဲเนาะနှစ်ယောက်သားကြားထဲမှာဖြစ်နေအကြောင်းကတော့အကြောင်းတိုင်းဖြစ်နေမှာပဲဖြစ်တဲ့အတွက်အမှန်တရားကနေပေါ့เนาะအရင်မပုံးကွယ်ပါနဲ့ကိုပြန်ပြီးတော့အမှန်တရားကိုလက်ခံလိုက်ပါလက်ခံပြီးတော့ကိုတကယ်လို့ဘာလို့မှမသိတကယ်ချင်းတယောက်စီမှာလဲတိုင်ပင်လို့ရတယ်ပေါ့เนาะဒါကတော့ဟိတာပိုင်တူလေးတွေအတွက်ပြောချင်တဲ့ message လေးပဲဖြစ်ပါတယ်ပေါ့เนาะကို self reflection လုပ်ဖို့ဒါဇူလိုင်လထဲမှာဒီဆက်ဆံရေးနဲ့ပတ်သက်ပြီး self reflection လုပ်ဖို့အကြံပေးချင်ပါတယ်ရှင်ဒီပိုင်းလေးတွေကိုရွေးပေးတဲ့လူတဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်နော်ဟိတာစီမှာ personal reading hall လေးလို့ရှင်လဲလာပြီးတော့ယူလို့ရပါတယ်ရှင်waiting တိုင်းရတော့ပေါ့နော်နောက်ရက်တော့မကူဘူးပေါ့နော်ငွေလွှဲဝင်ပြီးရနဲ့6နာရီအတွင်းတော့ဟိတာဟောပေးပါမယ်ရှင်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်နော် bye bye